အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel ကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါတယ်ဗျဒီကနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကYouTube ပေါ်မှာဗီဒီယိုတွေဖန်တီးပြီးတော့တင်မယ်ကျွန်တော်တရား channel တွေနဲ့ကျွန်တော်တို့ကစီးပွားရေးလုပ်လို့ရမယ်ကျွန်တော် YouTube channel တွေအသုံးပြုမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ10စက္ကန့်စာကျွန်တော်တို့က10မိနစ်စာ2မိနစ်စာဗီဒီယိုလေးတွေကိုကျွန်တော်တို့ကတချို့တရားတွေမှာကျွန်တော်တို့က1နာရီ2နာရီကိုဒီ10မိနစ်စာဗီဒီယိုတွေကိုတော့1နာရီ2နာရီလောက်ဖြစ်အောင်ဘယ်လိုမျိုးဒီတပ်ပုံတွေဗီဒီယိုတွေကိုဘယ်လိုမျိုးဆက်ဆံလို့ရမလဲဆိုတာကိုဒီဗီဒီယိုလေးမှာ brother တို့မိတ်ဆွေတို့ကိုပြန်လည်ပြီးတော့မှ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဗျဒီဗီဒီယိုလေးကို brother တို့မိတ်ဆွေတို့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ဗီဒီယိုလေးကိုအဆုံးထိလေးကြည့်ပြီးကိုတောင်းဆိုချင်ပါတယ်ဗျဒါဆိုလို့ရှိရင်တော့ဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်လိုက်ရအောင်ဗျဒါဆိုလို့ရှိရင်ကျွန်တော်တို့ကပထမဆုံးအနေနဲ့ Play Store ကိုဝင်ပြီးတော့မှကျွန်တော်တို့က application လေးတစ်ခုကိုတွားရောက်ပြီးတော့မှ down ပေးရမှာဖြစ်ပါတယ်ဗျဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ application လေးတော့ကိုတစ်ချက်ဝင်လိုက်မယ် Play Store ကိုဝင်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့က video to get ဆိုပြီးရိုက်လိုက်ပါဗျ video to GIF get ဆိုပြီးရိုက်လိုက်လို့ရှိရင်ကျွန်တော်တို့ကဒီ application လေးကို browser တို့မိတ်ဆွေတို့တွေ့ရပါလိမ့်မယ်ဗျဒီ application လေးကိုတွားရောက်ပြီးတော့မှ down ပေးရမှာဖြစ်ပါတယ်ဗျdown ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ application ထဲမှာကျွန်တော်တို့ကအသုံးပြုဖို့အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဗီဒီယိုအတူအရှင်ပေါ့ဗီဒီယိုအရှင်လေးတွေဗီဒီယိုအတူလေးတွေကိုကျွန်တော်တို့က10မိနစ်စာပဲဖြစ်ဖြစ်ကျွန်တော်က30စက္ကန့်စာပဲဖြစ်ဖြစ်ကျွန်တော်ဗီဒီယိုလေးတစ်ပုဒ်ကိုကျွန်တော်တို့ရှိမှာရှိထားဖို့တော့လိုအပ်ပါမယ်ဗျရှိထားပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဗီဒီယိုအတူလေးတွေကိုဖန်တီးလို့ရမှာပဲဖြစ်ပါတယ်ဗျပထမဆုံးအနေနဲ့ကျွန်တော်ကဒီဗီဒီယိုအတူလေးတွေကိုမရှာခင်မှာကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်တို့ကကတ်ကိုအရင်ဆုံးဝင်လိုက်ပါမယ်ဗျကတ်ကိုဝင်လိုက်မယ်ဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဗီဒီယိုတစ်ပုဒ်ကိုဖန်တီးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ new ဗီဒီယိုကိုတစ်ချက်နှိပ်လိုက်ပါဗျဗီဒီယို new ဗီဒီယိုကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရှိမှာဗီဒီယို10မိနစ်စာဗီဒီယိုတစ်ပုဒ်ရှိပါတယ်ဗျဒီကောင်ဆိုလို့ရှိရင်5စက္ကန့်ပဲရှိတယ်ဒီ5စက္ကန့်ကိုကျွန်တော်တို့ကတစ်ချက်လှုပ်လိုက်မယ်လှုပ်လိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီလိုမျိုးလေးပေါ်လာမှာပဲဖြစ်ပါတယ်ဗျဒီလိုမျိုးလေးပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကသူ့ကို ratio လေးကိုအရင်ဆုံးယူလိုက်ပါမယ်ဗျဘာလို့လဲဆိုတော့ကျွန်တော်တို့က YouTube ပေါ်မှာတင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့16 ratio 9ကိုလုပ်လိုက်မယ်ဒီလိုမျိုးလေးရွေးပြီးသွားပြီဆိုလို့ရှိရင်တော့ဒီကောင်လေးကိုကျွန်တော်တို့ကနောက်ကနေပြီးတော့မှကတ် logo လေးကို delete လုပ်လိုက်မယ်ဒီဟာလေးကိုတစ်ချက်ဆွဲကြည့်လိုက်ပါဘလို့နည်းနဲ့မှဆွဲလို့မရဘူးဗျသူ့မှာလုပ်လို့ရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီကောင်ကိုတစ်ခုပွားမယ်ဘလို့မျိုးတွေပွားလို့ရမယ်လဲဆိုဒီလိုမျိုးတွေပဲပွားလို့ရမယ်ဗျဒါမျိုးတွေပဲဆက်တိုက်ပွားလို့ရမယ်ဒီလိုမျိုးမပွားချင်ဘူးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဗီဒီယိုကပွားမယ်ဆိုလို့ကျွန်တော်တို့ချိန်မှာ5စက္ကန့်နဲ့ဗီဒီယိုကိုကျွန်တော်တို့က1နာရီကျော်2နာရီလောက်ကျွန်တော်တို့ကဗီဒီယိုကိုပွားမယ်ဆိုလို့ရှိရင်တော့ဘလို့နီးလဲမှကျွန်တော်တို့ကအဆင်မပြေပါဘူးဗျအဲကြောင့်မလို့ကျွန်တော်တို့ကဗီဒီယိုအတူလေး5စက္ကန့်ဗီဒီယိုကိုကျွန်တော်တို့ကအခါလဲ1နာရီဆွဲမလား2နာရီဆွဲမလားဒီဗီဒီယိုဖိုင်ကိုအခြေကြီးဆွဲလို့ရအောင်လုံးမဲ့နီလန်လေးပဲဖြစ်ပါတယ်ဗျဒါဆိုလို့ရှိရင်တော့ဒီကောင်လေးကိုကျွန်တော်တို့က delete လုပ်လိုက်မယ်ဒီကောင်လေးကိုလည်းကျွန်တော်တို့က delete လုပ်လိုက်ပါမယ်ဗျတစ်ချက် delete လုပ်လိုက်မယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ခုနက download ဆွဲထားတဲ့ဗီဒီယိုတွေကိုတစ်ချက်ဝင်လိုက်ပါမယ် application လေးကိုတစ်ချက်ဝင်လိုက်မယ်ဒီကောင်လေးတွေကိုတစ်ချက်ဝင်လိုက်ပါမယ်ဗျဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီအောက်ဆုံးကကျွန်တော်တို့က selection video ဆိုတာကိုတွေ့ရပါလိမ့်မယ်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ခုနကလုံးမဲ့ဗီဒီယိုကိုကျွန်တော်တစ်ချက်ရွေးလိုက်ပါမယ်ဗျရုံမျိုးရွေးပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်တို့က resolution ကိုရွေးမှာဖြစ်ပါတယ်ဗျ resolution ကိုတစ်ချက်ရွေးလိုက်ပါရွေးပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာ920နဲ့သွားမှာလားကျွန်တော်တို့က180နဲ့1080နဲ့သွားမှာလားဆိုတာကိုတစ်ချက်ရွေးရပါလိမ့်မယ်ဗျကျွန်တော်ကတော့ဒီနေရာမှာအလွယ်အကူဆုံးကျွန်တော်တို့က920ပဲရွေးလိုက်ပါမယ်ရွေးပြီးသွားပြီဆိုလို့ရှိရင်တော့အောက်ဆုံးက6ကိုနှိပ်လိုက်ပါဗျအရင်ဆုံးနှိပ်လိုက်ပါမယ်ဒီမှာကြောင်ညာလေးတွေတော့တက်လာပါဒီမှာကြောင်ညာလေးတွေတော့တက်လာပါတယ်ဒီကောင်ကိုပြီးအောင်တစ်ဆက်စောင့်ပေးရမှာပဲဖြစ်ပါတယ်ဗျတစ်ချက်ဆုံးအောင်စောင့်လိုက်ပါမယ်ဒီလိုမျိုးလေးကြောင်ညာလေးတက်လာပြီဆိုလို့ချင်းဒီမှာ crossing cancel လေးကိုနှိပ်လိုက်ပါခဏပြီးအောင်စောင့်လိုက်ပါဗျဒီမှာဆိုလို့ချင်းတော့ဒီ crossing လေးကိုကျွန်တော်တို့အမားချစ်လေးကိုလုပ်ပေးလိုက်ပါမယ်ဒီမှာဆိုလို့ချင်းတော့ကျွန်တော်တို့ဒီမှာသွားနေပါပြီဗျဒီလုံးနေပါတယ်ဗျခဏလေးစောင့်ပေးလိုက်ပါဒီမှာလိုပါရဲ့ဗျနော်48ရာခိုင်နှုန်းပဲရှိပါသေးရဲ့ဗျဒီလိုမျိုးလေးကျွန်တော်တို့ကအမှန်ရှင်းလေးပြလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဗီဒီယိုလောက်တာကိုvideo to guest လောက်တာကိုကျွန်တော်တို့အောင်မြင်သွားပြီဖြစ်ပါတယ်ဗျအဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကခုနကကတ်ထဲကိုအရင်ဆုံးဝင်လိုက်ပါမယ်ဗျကတ်ထဲကိုဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီနားအပေါင်းလေးကိုနှိပ်လိုက်မယ်ကျွန်တော်ကဗီဒီယိုတစ်ပုဒ်ကိုထည့်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာမှာကျွန်တော်တို့က
ဓာတ်ပုံကိုအရှင်ပုံစံမျိုးယူမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကပိုတိုထဲကိုတစ်ချက်ဝင်လိုက်ပါမယ်ဗီဒီယိုထဲကိုဝင်လို့မရပါဘူးဗျပိုတိုထဲကိုတစ်ချက်ရွေးလိုက်မယ်ရွေးပြီးသွားပြီဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့ကဗီဒီယို git ဆိုတာကိုရှိပါတယ်ဗျအပေါ်ဆုံးမှာဒီမှာ GIF git ဆိုတာကိုရှိပါတယ်ဒီကောင်လေးကိုတစ်ချက်ရွေးလိုက်ပါရွေးပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က HD quality နဲ့လုံးဝဖြစ်တော့အဲ့ကောင်လေးကိုအမှန်ရှင်းလေးထည့်ပေးလိုက်ပါအဆက်လေးထည့်ပေးလိုက်ပါအောက်က edit ကိုနှိပ်လိုက်ပါခဏလေးစောင့်ပေးပါဗျပေါ်လာပါလိမ့်မယ်ဒီဟာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကပေါ်လာပြီပဲဖြစ်ပါတယ်ဗျဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့ကိုလာလိုမျိုးလေးဆွဲဆန့်လိုက်ပါမယ်ဒီမှာအမုံဆွဲလို့ရပါတယ်ဗျအမုံဆွဲလို့ရတယ်ဒီမှာဆိုလို့ရှိရင်တော့ဗီဒီယိုတွေအရှိကြီးဆွဲလို့ရတယ်ဒီမှာကျုံလိုက်မယ်ဗျဘယ်နှမိနစ်လောက်ဆွဲလို့ရတော့အမုံ1နာရီဆွဲမလား2နာရီဆွဲမလားဆိုတာဗီဒီယိုတွေကိုဆွဲလို့ရမှာပဲဖြစ်ပါတယ်ဗျဒီလိုမျိုးလေးဆွဲပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့တရားတွေကို channel ကိုကျွန်တော်တို့ဘယ်တရားကိုကျွန်တော်တို့ကဒီမှာဆွဲထည့်ပြီးတော့မှလှုပ်ရှင်တာလဲဆိုတာကိုဒီနေရာမှာရွေးရမှာပဲဖြစ်ပါတယ်ဗျတရားရွေးမဲ့ဆိုလို့ရှိရင်တော့အောက်က audio ထဲကိုဝင်ပြီးတော့မှကိုကြိုက်တဲ့တရားကိုဒီနေရာမှာထည့်လို့ရမှာပဲဖြစ်ပါတယ်ဗျဒီဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဗီဒီယိုအတိုလေးတွေ5စက္ကန့်10စက္ကန့်1မိနစ်စာဗီဒီယိုလေးတွေကိုကျွန်တော်တို့ကနေပြီးတော့မှအပိုင်းတွေကိုကျွန်တော်တို့လိုက်ပြီးတော့မှတနားရလိုမျိုးခွဲပြီးတော့မှပွားပြီးတော့လုံးမဲ့အစားကျွန်တော်လိုမျိုးဒီလိုမျိုးနီလန်းနေနဲ့ဗလာတို့မိတ်ဆွေတို့အသုံးပြုတတ်သွားမယ်ဆိုလို့ရှိရင်တော့တရား channel တွေဗီဒီယိုတွေအများကြီးကိုကျွန်တော်တို့ကဖန်တီးလို့လွယ်ကူစားဖန်တီးလို့ရမှာပဲဖြစ်ပါတယ်ဗျဒီဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဗလာတို့မိတ်ဆွေတို့အကျိုးဆုံးတရားရှိတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်းတွားရောက်ပြီးတော့မှ subscribe လုပ်ခဲ့လို့ရပါတယ်ဗျကျွန်တော်ရဲ့ YouTube channel မှာဆိုလို့ရှိရင်တော့နေပြည်တော်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဘူဒုဒတွေဝင်ငွေရသိခြင်းမဲ့နီလန်းကောင်းတွေကိုအမြဲတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ channel လေးကိုလည်းကျွန်တော်တို့က subscribe လေးလုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ဗျဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ဒီလောက်ပါပဲဗျအားလုံးကိုအထူးကျေးဇူးတင်ပါတယ်